ရောင်းတန်းဝင်တဲ့80ဘတ်တန်မှာဒီရောင်းတန်းဝင်တဲ့80ဘတ်တန်ကကြတော့အခုလိုဝိုက်ပြထားတဲ့နေရာလေးတူညီမှုရှိမှသာဝယ်တာဖြစ်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်တော့3000ဘတ်ရပါမယ်ရှင်3000ဘတ်ရမယ်เนาะအခုဒီလိုမျိုးဝိုက်ပြထားတာလေးပါမှเนาะမြင်ပြလေးနဲ့ဝိုက်ပြထားတာလေးပါမှเนาะโอเคဒီ100တန်ဆိုရင်လည်းဒီ100တန်အဟောင်းတိုင်းဝယ်တာမဟုတ်ပါဘူးဒီမှာမြင်အပြလေးနဲ့ဝိုက်ပြထားတယ်ဒီမှာမြင်အပြလေးနဲ့ဝိုက်ပြထားတယ်အဲ့လိုမျိုးအချက်တွေကိုက်ညီမှသာ3000ဘတ်ပေးဝယ်တာဖြစ်ပါတယ်ရှင်တခြားကြည့်နော်ဒီဘရင်ပုံအဟောင်းတစ်ချိန်လုံးလာမေးနေကြတယ်သူ့ရဲ့ကိုက်ညီမှုရှိတာတွေ100ရာခိုင်နှုန်းတူညီမှဝယ်တာဖြစ်ပါတယ်ရှင်တချို့ကကတိကတ်သက်မေးသေးတယ်နည်းနည်းလေးမတူရင်ရောမဝယ်ဘူးလားနည်းနည်းလေးမတူလည်းမဝယ်ဘူးเนาะโอเคဒါကတော့ဘရင်အစ်စ်ကိုမှဒီမှာသူဝိုက်ပြထားတဲ့အချက်ကလေးတွေရှိရင်1000ဘတ်နဲ့ပေးဝယ်ပါတယ်ဘရင်10ဆယ်မြောက်ဘရင်ပုံပေါ့ဒီမှာဝိုက်ပြထားတာလေးတွေရှိတယ်အဲ့ဒါဝိုက်ပြထားတာလေးတွေရှိတယ်ကိုက်ညီမှုရှိရင်ဝယ်ပါတယ်ရှင်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တင်ပေးဦးမယ်ဒီတစ်လောက်လေးတွေ